ကြောင်ကျွန်တော်ပြောပြမယ်နော်ဒီနေ့ကြောင်ဒီကောင်ကဒါကျွန်တော်ကားတွေမှာသုံးတဲ့ဂျပန်လိုလေးလက်ရှိဆိုဒီလိုလေးမျိုးတော့ Pro ဘောက်မှာဆိုလို့ရှိရင်ဒါ if-file မင်းလေးတို့ပန်ရိုလေးတက်စီတန်ကြီးကပန်ရိုလေးတို့ Power Window ရိုလေးတို့ Fan ရိုလေးတို့သုံးတဲ့နေရာအဲ ready တစ်လုံးကိုကြည့်ပြီးဆိုလို့ရှိရင်ဒီလိုကြီးအောင်ရှိနေတဲ့ contact တွေကအဲ့ဒါ strict contact တော်ကြက်စိတ်ကောင်းအောင်စီးရမှာမလို့ဘာကြောင့်ကြီးနေလို့ဒီလိုတင်းတင်းလေးတွေရှိတယ်ဒီလိုအရောင်မျိုးတွေရှိတဲ့ကောင်တွေအဲ့ဒါကွာရင်ပဲကွာအဲ့ဒါကိုကျွန်တော်တို့သိအောင်မလုပ်ရဘူး။ကွာရင်ဆိုရင်အုံတိုင်းကြည့်ရမှာပေါ့နော်။ resistance ရှိမှာပေါ့နော်။ဒီမှာအုံမီတာတွေ့လား။200အောင်ထားတာဒီကောင်က190အုံလောက်ရှိကွာရင်ကြည့်။ဟောအုံတိုင်းကြည့်။ဟုတ်နော်ဒါ190ပဲထားပါတော့။ဟုတ်နော်အုံချင်းနော်။ဒီအချိန်မှာဒီ strict contact ကြတော့ဒီမှာ open ဖြစ်နေတာကြည့်။ဘာမှတိုင်လို့မရအောင်။အုံလည်းမရှိဘူး။လုံးဝမထိဘူး။ဟုတ်နော်။သူကအုံကထိတယ်ဆိုရင်ဒီမှာ0ဖြစ်သွားမှာ။ဟုတ်တယ်နော်။ဒါဆိုဒီနေရာမှာဖြစ်နေ open ဖြစ်နေ။ဟုတ်ပြီဒါကိုသိပြီနော်အဲသိပြီဆိုရင်ကျွန်တော်တို့ဒီ relay ရဲ့ coin ကိုကျွန်တော်တို့ဒီမှာဒါလေးတွေတက်ထားလိုက်ပြီနော်ဒါ coin နေရာကိုကျွန်တော်တို့ stand လို့ရအောင်ဒီ pencil ကလေးတက်လိုက်ဟုတ်ပြီနော်တက်လိုက်ပြီတက်လိုက်ဆိုတော့ဒီမှာဒီ circuit ကလေးခုနကတည်းကပြန်လုပ်အောင်နော်ဒီမှာ emitter ဆိုတော့ဗာပေးရအောင်လေ ground ပေးရအောင်ဒီမှာ emitter ground ပေးမယ်ဟုတ်ပြီနော်ဒီ base ကိုပေါင်းပေးရမယ်ဆိုတော့ဒီကပေါင်းနဲ့ဆက်ဟုတ်ပြီနော်ဆက်ပြီးတော့ဒီနှစ်ခုကြောက်ပါလို့မယ် clip လေးထည့်ရအောင်เนาะ resistor နဲ့ပေးနေကြတယ် clip လေးထည့်လိုက်ဟုတ်ပြီเนาะ clip ထည့်လိုက်ဟုတ်ပြီเนาะအဲ့တော့ collector ကိုကြတော့ကျွန်တော်တို့ကခုနကပါထည့်တယ်ဆိုတော့မီးလုံးလေးထည့်တယ်ဟုတ်တယ်မလားเนาะဒီလိုထည့်တာဒီမီးလုံးနဲ့အပေါင်းကိုဆက်ပြီးဒီထဲထည့်တယ်ဟုတ်တယ်เนาะအဲ့နေရာလေးမှာကျွန်တော် relay ကိုထည့်ပါဟုတ်ပြီเนาะဒီမီးလုံးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ဒီ relay ကွိုင်အောင်အဲ့နေမှာစားဝင်ရှင်းတယ်နော်ဒီလိုပေါ့ဟုတ်တယ်နော်ဟုတ်ကဲ့ကြတယ်ဘောထည့်လိုက်ဒါဆိုလို့ရှိရင်အခုဒီနေထားမှာကနော်ဒီနေထားမှာ relay ကွိုင်မကတ်သေးဘူးဘာလို့ဆိုတော့ဒီ transistor ကဒီခလုတ်မနှိမ့်ရသေးဘူးမနှိမ့်တော့ဒီကောင် color ကားနဲ့မစီသေးဘူးဒီမှာ ground မဖြစ်သေးဘူးဒါဆိုဒီ switch နှစ်ခုကမထိဘူးနော်ဟုတ်ကဲ့ကိုနေနေမှာထားလိုက်ကဲအဲ့ switch နှစ်ခုတိုင်းကြည့်အောင်ထိလားထိဟုတ်ပြီဒါဆိုဒီ clock နှိမ့်လိုက်ရင်တော့ ground တွေကထွက်လာရင်တော့ထိသွားမှာထိသွားမှာကဲ clock နှိမ့်လိုက်ပြီအဲ့မှာ ground ထွက်ပြီးကြည့်ရထိသွားရင်ထိသွားရင်တော့ဟုတ်တယ်နော်โอเคဒါကိုသိသွားရင်နော်ဒီတာပြန်ပိတ်လိုက်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ relay ရဲ့ strict contact ကိုပါပေးလို့ဆိုအပေါင်းတစ်စပဲနော် strict contact ကိုမလုပ်နဲ့အပေါင်းနဲ့ဆက်ပေါင်းဆက်မယ်ပေါင်းဆက်လိုက်ဟုတ်ပြီပြီးရင်ဒီကောင်ကဒီပန်ကားရဲ့လုတ်တဲ့တစ်စောက်ဒီမှာချိန်ရဟုတ်ပြီနော်လုတ်တစ်စောက်ဒီမှာချိန်ပြီအဲ့တော့လုတ်တဲ့ဟိုဘက်တစ်စောက်ဘာလုပ်လဲ ground နဲ့ချိန် ground နဲ့ချိန်ပြီနော် ground ချိန်တယ်ဒါဆိုရင်ရှင်းသွားပြီနော်ဟုတ်ပြီနော်အဲ့တော့ဒီက clone နှိမ့်လိုက်လို့ရှိရင်ဒီက ground ထွက်လာတယ်နော် NPN ထွက်တဲ့ collector ground ထွက်လာတယ် relay ဆွဲပြီးတော့ဒီနှစ်ခုတွားထိမယ် fan လိုက်မယ်ပေါ့နော်ကြည့်အောင်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုဒီအချိန်မှာ fan လည်းနေပြီဆိုတော့ကျွန်တော် VB ကိုတိုင်းကြည့်မယ် base နဲ့ emitter နဲ့ကြားထဲကပို့သိတယ်နော်ကဲအဲ့တော့ပို့တိုင်းတော့မယ်ဒီမှာဒီတော့ပို့ပြောင်းလိုက်ဟုတ်နော်အဲ့တော့ VB တိုင်းကြည့်အောင်ဒါပါလဲ emitter ဒီကောင်ကပါလဲ base ကဲတိုင်းကြည့်အောင်ဘယ်လောက်ရှိလဲ 0.76ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီကတိုင်းမှာ VCE တိုင်းမှာ collector နဲ့ emitter ကြားတဲ့ပုံစံတော့ဒါ emitter နဲ့ collector တိုင်းတော့ဒါ ground ပဲဖြစ်ရမှာဟုတ်တယ်လားနော်0ပဲလုံးဝဖြစ်ရမယ်နော်ဟုတ်ပြီနော်ဒါ 0.1 လောက်ပဲကျန်တော့တာဟုတ်တယ်နော်ဒါဆိုလုံးဝဒါ0 ground ကျသွားတာဟုတ်ပြီနော်အဲ ground ကျလို့ relay ကတ်သွားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ပြန်ပိတ်လိုက်မယ်ဆိုရင်ဒီနေရာမှာဘယ်နှဖို့ဖြစ်လဲ VCC ဖြစ်သွားမှာဘာလို့အပေါင်းက coin ကိုဖြတ်ပြီးတော့ဒီစိတ်ကိုရောက်လာရှို့ဖို့လေနားလေနော်အဲ့တော့ကားမှာဆိုလို့ရှိရင်ဒီစိတ်ပိုင်းကဘယ်မှာရှိတာ engine ECU ထဲမှာ electronic control unit ထဲမှာဟုတ်တယ်နော်နေနေတာဒီကောင်က relay board ထဲမှာရှိတယ်ဒီပန်ကာကြီးကရှေ့မှာရှိတယ်နော်အဲ့ design တိုင်းပဲဒီ ambient transistor computer box ထဲမှာကြည့်ရင်ထောင်ထောင်ကြီးစိုက်ထားတာသိတာမြင်အောင်မြင်တယ်အဲ့တိုင်းသူကလွတ်ထားတယ်ဟုတ်ပြီနော်ဟုတ်ကဲ့အဲ့ဒါလေးပုံလေးမှာတော့သူကဟိုဆန်တာလာတော့မှာ water tap နဲ့ဆန်တာဟုတ်ကဲ့အဲ့ဆန်တာလေးသူကဒီကောင်ကို command ပေးမှာပေါ့နော်သူက200 degree Fahrenheit ဟုတ်တယ်
နော်200ဒီဖိုင်ရိုက်တယ်216နေအဲ့ဖိုင်ရိုက်ကောင်ရောက်လို့ရှိရင်ဒါ तू ကပန်းကောင်လည်းဆိုင်နော်အဲ့ဒီအောက်ပြန်ကြောက်ရင်ဒီကပန်းကောင်ပြန်ရိုက်နော်ပူလာရင်ပြန်လဲမဟုတ်ဟုတ်တယ်နော်အေးဝိုင်းပြန်ရိုက်တာပါပဲ तू နော်ပုံလေးရိုက်ထားတယ်ရှင်းပါနော်